Nana ilo aduna nebya 0 to 100% a update twinနိုင်မဲ့ fast charger ပါတဲ့ lithium battery အဲ့ဒီ battery ကိုဝယ်တက်လိုက်တာနဲ့အဲ့ဒီ cycle ကိုခိုးဖို့မလွယ်တော့ဘူးဗျာအဲ့ဒီ cycle ကိုစီးတဲ့လူတွေစီးလို့မရအောင်လဲဖုန်းထဲကနေ battery ကိုပိတ်ထားလို့ရအောင်မယ်အဲ့ဒီ cycle ဘယ်ရောက်နေလဲဆိုတာကိုဖုန်းထဲကနေကြည့်ပြီးတော့ခြေရခံလို့ရအောင်မယ်ဗျာကို EV cycle မှာ GPS အပေါ်ထပ်တက်စရာမလိုတော့ဘူး battery ကိုအာမခံလဲ2နှစ်တောင်ပေးထားတဲ့အပြင်ပြည့်ရင်တရုတ်ကိုပြန်ပို့စရာမလိုမြန်မာနိုင်ငံမှာပဲပြင်လို့ရမယ် service center ပါရှိတယ်ဆိုပြီးတော့ရန်ကုန်က lithium battery company တခုကကျွန်တော်တို့မိုးနက်သားကိုဆက်သွယ်လာတယ်စိတ်ဝင်စားဖို့တော့အရင်ကောင်းနေပြီကျွန်တော်အခုပဲရန်ကုန်ကိုသွားမယ်ဒီနေ့ပဲသွားမယ်သူတို့ပြောတဲ့ဟာတွေသူတို့ရှင်းပြတဲ့ဟာတွေကို video record အစအဆုံးကျွန်တော်ယူထားမယ်ကျွန်တော်နဲ့အတူရန်ကုန်ကိုလိုက်ခဲ့ကြဗျာမင်္ဂလာပါအမမိုးနက်သားပြေးရပါဒီမှာ EV battery လေးရတယ်ဆိုလာကြည့်ရဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါဘာလို့ရှိမှာကြတော့24ဘိုးကနေပြီးတော့82ဘိုးအထိ lithium battery လေးရှိရပေါ့နော်အကူကဒီ e-bike လေးမှာသုံးချင်တာလားဒါမှမဟုတ် EV cycle လေးမှာသုံးချင်တာလားရှင်ကျွန်တော်60ဘိုးနဲ့ဒီ82ဘိုးလေးပေါ့နော်အဲ့ဒါလေးနည်းနည်းလေးကျွန်တော်သိချင်လို့ပြတယ်အဲ့ဆိုလို့ရှိရင်တော့ညီမတို့ရှိမှာ60ဘိုးနဲ့82ဘိုးလိုက်ပို့ battery ရှိရပေါ့နော်သူတို့ဆိုရရှိနိုင်မဲ့ ampere အနေနဲ့ဆိုလို့ရှိရင်တော့60ဘိုးဆိုရင်လည်း20Ah ရှိမယ်30Ah ရှိမယ်နောက်ပြီးတော့46Ah ရှိမယ်ပေါ့နော်82ဘိုးဆိုရင်လည်းအတူတူပဲပေါ့နော်သူလည်း20Ah ရှိမယ်30Ah ရှိမယ်ပြီးတော့46Ah နဲ့လည်းရနိုင်တယ်ရှင်ညီမတို့ဒီရန်ကုန်ဘက်တွေမှာကျတော့အသုံးများတာကျတော့လေကိုကြီးတော့ဒီ e-bike စပိန်လေးအသုံးများတာဆိုတော့လေညီမတို့ရှိမှာ24ဘိုးရှိမယ်ပြီးတော့36ဘိုးရှိမယ်48ဘိုး battery လေးရှိမယ်ပေါ့နော်သူတို့ဆိုလို့ရှိရင်လည်းအခုလိုလက်ကင်ခွင်းလေးတွေပါတဲ့အတွက်ကြောင့်မို့လို့ကိုသွားတဲ့နေရာကိုလည်းအလွယ်တကူယူဆောင်သွားပြီးတော့အားသွင်းလို့ရရဲ့ရှင်အဓိကသိကျင်တာပေါ့နော် battery အိုးလေးတွေကအာမခံရောဘယ်လိုပုံစံမျိုးစီစဉ်ထားလဲနောက်ပြီးတော့တကယ်လို့ဒီ battery အိုးတွေကဒါ China made တွေဆိုတော့အာမခံကာလအတွင်းမှာ error တစ်ခုဖြစ်တယ်ဆိုရင်တရုတ်ကိုပြန်ပို့ရမှာလားအဲ့ကိစ္စကိုကြတော့ညီမလေးတို့ဘက်ကဘယ်လိုစီစဉ်ပေးထားလဲအဲ့ဒါကကြတော့လေကိုညီမတို့ရှိမှာဒီရန်ကုန်မန်းလေးမှာ service center တွေရှိရပေါ့နော်အဲ့မှာလည်းအပေါ်ပစ္စည်းဆိုလည်းစုံစုံလင်လင်ရှိရဆိုတော့ညီမတို့တရုတ်ပြည်ပြီးတော့ပြန်ပို့စရာမလိုဘူးပေါ့နော်ဒီမှာပဲပေါ့နော်ရန်ကုန်နဲ့မန်းလေးအခုဒီစက်ရနေရာမှာပြင်လို့ရတယ်လက်ရှိကညီမတို့ရုံးကကြတော့ဒီရန်ကုန်နဲ့မန်းလေးမှာရှိရဆိုတော့အဲ့ဒီနှစ်နေရာလုံးမှာ service တစ်ခါတည်းရှိရလား service ကော battery နဲ့ပတ်သက်ပြီးတော့ pass တွေရောအဲ့မှာတစ်ခါတည်း stand by ရှိလားဟုတ်ကဲ့ရှိရရှင်အဲ့မှာ service ပြင်တဲ့ center လေးရှိရပေါ့နော်အပေါ်ပစ္စည်းတွေဆိုလည်းအစုံရှိပါရဲ့ရှင်ညီမတို့ကကြတော့ဒီအမခံ2နှစ်ပေးထားတာပေါ့နော်အဲ့2နှစ်အတွင်းမှာတော့ဒီ battery က3နေနေပေါ့နော်အဲ့ဒါတက်လာတာလို့ဆိုလို့ရှိရင်တော့အဲ့2နှစ်အတွင်းမှာပစ္စည်းဖို့လက်ခအခမဲ့နဲ့ညီမတို့ဘက်ကတော့ပြန်လဲပြီးတော့ပြုပြင်ပေးမှာပေါ့နော်အသွင်းဒီလို charger လေးကကြတော့အမခံ1နှစ်ပေါ့နော်ဟုတ် charger ဆိုလို့ရှိရင်လည်းဒါသူ့ရဲ့ original charger ပေါ့နော်ဆန်ပုတ်ကူတစ်စိမ့်နေပဲเนาะဒီ fast charger သူက fast charging နဲ့ဟိုမှာ10အိမ်နဲ့လာတာဆိုတော့ညီမတို့ဒီ82ဘို့20ဆိုရင်လည်းအောက်သွင်းချိန်က2နာရီပဲကြာမှာပေါ့နော်ခုနကပြောတာ82ဘို့46 ampere တို့အဲ့မှာကြတော့လေဟုတ်အမှကျတော့ညီမတို့ဒီလေ fast charging မှာသူကျတော့15အိမ်နဲ့လာတာကိုဟုတ်15အိမ်နဲ့ဆိုရင်တော့သူ့ရဲ့အားသွင်းချိန်ကလည်း3နာရီပဲဟုတ် battery လေးကိုတကယ်လို့ရေဝင်သွားရင်အာမခံကိုပေးသေးလားဒီ lithium battery လေးတွေကကျတော့တော်တော်များများကုမ္ပဏီရပေါ့နော်အဲ battery ရဲ့ရေတွေပါဝင်နေဆိုတော့အာမခံမပေးဘူးပေါ့ညီမတို့ဒီ Samsung ကုမ္ပဏီကကျတော့ battery တွေကိုပေါ့နော်အဲ့လို3နေနဲ့ battery ရေငွေ့ရိုက်လို့အထဲထဲမှာရေလေးနည်းနည်းဝင်တာတို့ရေစိတ်ဝင်တာတို့ဆိုလို့ရှိရင်တော့အာမခံကတော့ပေးသေးရဲ့ရှင်ဒါပေမဲ့ battery တစ်လုံးလုံးပေါ့နော်ရေမြုပ်နိုင်တဲ့အနေထားပေါ့အဲ့လိုမျိုးရေထဲမှာစိန်ထားမိတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကြောင့်ရေအများကြီးဝင်သွားတယ်ဆိုရင်တော့ဒါအမခံပြတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့customer ရဲ့အနေနဲ့တော့အဲ့ဒါလေးတစ်ချက်တော့ပြီးစိုက်ပြီးစီစဉ်နေရှင်ညီတို့ဒီ Samsung battery တွေကဆိုလို့ရှိရင်ဒီလိုစိမ့်လက်စတီးနဲ့ဖုံးအုပ်ထားတာဆိုတော့ရေတွေပါဆိုလဲတောင်တောင်မဝင်ဘူးပေါ့နော်ရေလုံအောင်လို့ဆိုပြီးတော့တတိချာလေးတော့လှုပ်ထားပြီးရရှင်နောက်တစ်ခုကကြာလေကိုညီမတို့ဒီ battery လေးတွေကပေါ့နော်ကိုယ်ပိုင်စက်ရုံတွေကနေပြီးတော့ထုတ်လုပ်ထားတယ်ဆဲဆိုလို့ရှိရင်ညီမတို့ new cell ကိုသုံးပေးထားတယ်ပေါ့နောက်တစ်ခုကကြာတော့ဒီ battery တွေကအဲ့လိုမျိုးစတီးဖုံးနဲ့လှုပ်ထားဆိုတော့တန်ကြီးတက်မာတွေပါဆိုလဲတော့စိတ်ပူစရာလည်းမလိုတလို့အပူဒဏ်တွေလည်းခံနိုင်တယ်ပေါ့ကျွန်တော်ဒီနေ့ရန်ကုန်လာရကြုံနဲ့သွားပြီကျွန်တော်ဖိတ်တဲ့ကုမ္ပဏီကဒီ Sampoku ဆိုတဲ့ကုမ္ပဏီဖြစ်ပါတယ်ခင်ဗျကျွန်တော်အခုအဲ့ battery lithium battery လေးကိုကျွန်တော်လာကြည့်ရင်လည်းကျွန်တော်လိုချင်တဲ့ကျွန်တော်အရင်ကြိုက်တဲ့အချက်တွေအများကြီးပါတယ်မြန်မာနိုင်ငံမှာဗျာဗမာမမရသေးတဲ့ battery အထဲမှာဟိုက GPS ပါတာ GPS ပါတဲ့အတွက်ကြောင့်မလို့ cycle မှာ GPS တွေပါတက်เสียမလို့တော့ဘူးပေါ့နော်ဒီ battery ထည့်ထားရုံကိုဒီ cycle ကဘယ်နားမှာရှိလဲဆိုတော့ကြည့်လို့ရတယ် GPS ပါတဲ့အပြင်ဟိုမှာအဲ့ဒီ cycle ကိုဆက်လမ်းပိတ်လို့ရတဲ့ဟာရှိရယ်ဆက်ပြန်ဖွင့်လို့ရတဲ့ဟာရှိရယ်အတော်မိုက်တယ်အရင်ရို safety ဖြစ်တယ်
နောက်တစ်ခုက battery error ဖြစ်တဲ့ဆိုတရုတ်ကိုပို့စရာမလိုတော့ဘူးဒီမြန်မာနိုင်ငံမှာဟို service center ကိုရှိတယ်ဒါကရန်ကုန်ရုံးပေါ့နော်မန်းလေးမှာလည်းစံပုကူရုံးရှိသေးတယ်အဲ့မှာဟို service တစ်ခါတည်းပြင်လို့ရတယ်ရက်တွေအကြာကြီးလဲစောင့်စရာလိုမှာမဟုတ်တော့နောက်ပြီးတော့ဗျာဒီ battery ပုံးတွေကလည်းကျွန်တော်တန်ကြီးမတက်အောင်နောက်ပြီးတော့အပူတန်ခံနိုင်အောင်ဆိုပြီးတော့ stainless steel ore တွေသုံးထားတယ်နောက်ပြီးတော့သူရေတွေပါတယ်မလုံအောင်လဲတေချာ packaging လုပ်ထားတယ်တုံတုံရေကတော့ဝင်မှာမဟုတ်ဘူး24ဘိုးနဲ့36ဘိုးကိုကျတော့ lithium battery တွေသုံးထားတယ်ဗျာနောက်ပြီးတော့48ဘိုးကနေပြီးတော့82ဘိုးအထိကို LiPo ဘက်ထရီသုံးထားတယ်အထဲမှာအဲ့ battery တစ်လုံးချင်းစီကိုသူတို့ဖွင့်ပြထားတာရှိတယ်အဲ့မှာသုံးထားတဲ့ BMS တွေရောနောက်ပြီးတော့ battery cell တွေရောလုံးဝအသစ် brand new ဟိုမှာ high quality တွေသုံးထားတာပေါ့နော် quality လေးတော်တော်မိုက်တယ်နောက်ပြီးတော့ဒီ battery cell တစ်လုံးချင်းစီကိုတစ်လုံးနဲ့တစ်လုံးကတ်မသွားအောင်ဆိုပြီးတော့ battery cell holder လေးနဲ့ packaging ကိုတေချာထုတ်ထားတာ brand name ကလည်းမိုက်တယ်ဗျာဒီ battery မှာရောနောက်ပြီးတော့ charger မှာရောနောက်ပြီးတော့သူ့ကိုထုတ်ပိုးတဲ့ Japan မှာကိုဒီ sample ကူတစ်စိတ်တွေနဲ့တေချာကြကြနနလေးကို packaging လုပ်ထားတာသူရဲ့ standard ကိုကတော်တော်မိုက်တယ်အာမခံလည်းကျန်းတယ်ဗျာသူက battery cell BMS ကိုအာမခံ2နှစ်ပေးထားတယ်နောက်ပြီးတော့ charger ကိုအာမခံ1နှစ်ဆိုတော့တုံတန်ကဘယ် battery company ကမှ charger ကို warranty အာမခံနေမပေးဘူးဗျာ battery cell လောက်ပဲပေးတာ BMS တော့မပေးဘူးဒီမှာ BMS ကို cell အာမခံ2နှစ် battery charger ကိုအာမခံ1နှစ်ဆိုတော့တော်တော်ကြီးကိုကျန်းသွားပြီအဲ့လိုကျန်းတဲ့အပြင်မှာ battery ထဲကိုရေဝင်နေဆိုရင်တော်ရုံတန်ရုံဘယ် company ကမှအာမခံလုံးဝပြတ်တယ်အာမခံမပေးဘူးဆိုပြီးပြောထားတယ်ဒါပေမဲ့ sample က battery ထဲကိုရင်ငွေ့ရိုက်တာတော့တုံတုံစီးရင်းနဲ့ရေစိတ်ဝင်ပြီးတော့ battery error တစ်ခုခုဖြစ်တာတို့ပါတော့ဆိုရင်လေအာမခံကပေးသေးတာ battery ကိုရေထဲမှာအကြာကြီးထားမိတာတို့ရေစိမ်မိတာတို့ဖြစ်တဲ့အချိန်ကြတော့မှ battery ထဲကိုရေအများကြီးဝင်တဲ့အချိန်ကြတော့မှအာမခံမပေးတာဒါကတော့ဖြစ်တဲ့နေဗျာ electronic ပစ္စည်းဆိုမှတော့ဗျာဒီ battery OE ကိုရေစိမ်တော့အထဲမှာရေတွေပြည့်သွားရင်ဘယ်သူမှအာမခံပေးမှာမဟုတ်ဘူးဒါကတော့ကျွန်တော်လက်ခံလို့ရတယ်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးအချက်ထဲမှာ fast charger လဲပါသေးတာ0 to 100% ကို2နာရီလောက်ပဲကြာမှာအဲ့ဒါလည်းတော်တော်မိုက်တယ်ကျွန်တော် highway သွားခြင်းတဲ့လူကျွန်တော်မန်းလေးကကျွန်တော်ရဲ့ညီကိုတွေဆိုလို့ရှိရင်ပြင်ဦးလင်သွားမယ်ပြင်ဦးလင်မှာ2နာရီလောက်အားသွင်းမယ်ပြီးရင်ပြန်ဆင်းလာမယ်ဆိုရင်လည်းရသေးတယ်အရင်လိုမျိုးအားသွင်းကြချိန်6နာရီ9နာရီ10နာရီလောက်ထိလုံးဝစောင့်ကြမလို့2နာရီနဲ့ full charge ဖြစ်တယ်အရင်ယူမိုက်တယ် Sampoku ဆိုတဲ့ကုမ္ပဏီကလည်း2023ကနေစတာဆိုတော့အခုဆိုရင်သူတို့က3နှစ်ကျော်လောက်ရှိပြီသူတို့ကလက်ရှိကဘာတွေရောင်းနေလဲဆိုတော့ power station တွေရောင်းတယ်ဗျာနောက်ပြီးတော့ဒီ e-bike အသေးလေးတွေလည်းနည်းနည်းရောင်းသေးတယ်အဲ့ဆိုသူတို့ power station တွေရော e-bike တွေရောရောင်းတဲ့အချိန်ကျတော့သူတို့ရဲ့experience အရာကိုလက်ရှိ Sampoku ဆိုတဲ့ EV cycle တွေမှာသုံးတဲ့ lithium LiPo battery ore တွေကိုသူတို့ကအာမခံရေးရေးပေးတာလို့ကျွန်တော်မြင်တယ်ဒီလို brand မျိုးကိုကျွန်တော်တို့ရောင်းနေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကလည်း customer နဲ့မျက်နှာပြက်စရာလိုမှာမဟုတ်ဘူး customer တွေကလည်းအရင်စိတ်ညစ်စရာမလိုဘူးဗျာဒီလိုမျိုးမြန်မာနိုင်ငံမှာဟိုက service center နဲ့ဒီ warranty ကိုကောင်းကောင်းကြီးပေးထားတဲ့ company ရဲ့ brand ကိုသုံးနေဆိုကြတဲ့ customer တွေအတွက်ကလည်းလုံးဝစိတ်အေးသွားကျွန်တော်အခု order အလုံး30ကျော်ကျွန်တော်တစ်ခါတည်းဝယ်သွားမှာပေါ့နော်ပြည်ကိုရောက်ရင်ကျွန်တော်အဲ့ battery တွေအမှန်တကယ်တည်း2နာရီ fast charger နဲ့အဆင်ပြေလားမပြေလားဆိုကျွန်တော်စမ်းကြည့်မယ်အဆင်ပြေခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ customer တွေရောကျွန်တော်တို့ EV cycle လောကအမျိုးတွေအကုန်လုံးရောလုံးဝ quality အရင်မိုက်တဲ့ lithium brand တစ်ခုကိုမြန်မာနိုင်ငံမှာယုံကြည်မှုရှိရှိနဲ့ခိုင်ခိုင်မာမာသုံးစွဲနိုင်ကြမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်အခုကျွန်တော်အမျိုးတွေရောကျွန်တော် customer တွေရောအကုန်လုံးဒီ Sampoku ကိုဆက်သွယ်လို့ရအောင်ဆိုပြီးကျွန်တော်လိပ်စာကလေးတကယ်ယူလာတယ်သူတို့ရဲ့ဒီရန်ကုန်ရုံးနဲ့မန်းလေးရုံးလိပ်စာလေးတွေကျွန်တော်တခါတည်းပြောပြလိုက်မယ်လက်လီရောရတယ်သူကလက်ကားလဲရတယ်ဗျာရောင်းမဲ့လူအတွက်ကရောအာမခံချက်ရှိရဲ့ brand ကိုရောင်းတော့စိတ်ချမ်းသာတယ်ဗျာ customer ကိုလည်းအာမခံချက်ကောင်းကောင်းကြီးပေးလို့ရတာပေါ့ဗျာသုံးစွဲသူအနေနဲ့ကလည်း easy ပဲလေကျွန်တော်မွန်းနဲ့သားတစ်ဆင့်လက်ကားယူမယ်ဆိုလည်းရတယ် company စီကလည်းဒါရိုက်လက်ကားယူလို့လည်းရတယ်အတူတူပဲဖြစ်လိမ့်မယ်ရန်ကုန်လိပ်စာအမှတ်30တစ္ဆာလမ်း6ရက်ကွက်တောင်းကလာပါမြို့နယ်ရန်ကုန်မြို့ရန်ကုန်ရုံးရဲ့ဖုန်းနံပါတ်က3999822555ဖြစ်တယ်နောက်တစ်လုံးက399953123399ဖြစ်ပါတယ်ခင်ဗျမန္တလေးက customer တွေမန္တလေးကအမျိုးတွေအနေနဲ့လည်းမန္တလေးရုံးကိုဆက်သွယ်ခြင်းတယ်ဆိုလို့ရှိရင်1160D လမ်းတောင်ပြည်ကြီးတကွန်မြို့နယ်မန္တလေးမြို့ဖြစ်ပါတယ်ခင်ဗျမန္တလေးရဲ့ဖုန်းနံပါတ်က39996666ရယ်399422291388ဖြစ်ပါတယ်ခင်ဗျပစ္စည်းကောင်းရရင်ကျွန်တော်ဘလုံးမကျွန်တော်မနေနိုင်ဘူးကျွန်တော် customer တွေကျွန်တော်မျိုးတွေရောသိအောင်ကျွန်တော်အခုကြီးညာပြီးတော့တာဖြစ်ပါတယ်ခင်ဗျဘလိုမျိုးကြော်ညာပေးတာမဟုတ်ဘူးနော်ကျွန်တော်တက်တက်ကိုဝယ်စီခြင်းလို့သုံးစီခြင်းလို့ကြီးညာပေးတာဖြစ်ပါတယ်ကဲအားလုံးကျေးဇူးများကြီးတင်ရှိပါတယ်ခင်ဗျ